ဒီဟာတွေကိုညာနေမှာဆိုရင်ပြည့်စုံအောင်အားထုတ်ရအောင်အဲ့တော့ဒီသီလတရားနဲ့ပြည့်စုံပြီဆိုလိုက်တဲ့အခါနဲ့တခါတုဒ္ဓတဲ့တုဒ္ဓဆိုတာကတော့မိမိကကိုယ်တယောက်တည်းတရားအထုတ်မယ်ဆိုရင်တော့ခန္ဓာ၅ပါးအာယတနာ12ပါးဓာတ်18ပါးဣတ္တိပရိစ္ဆသမုပ္ပါသစ္စာဒါလေးတွေကိုကြွကြဲအောင်လေ့လာထားရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကယခုကဲ့သို့တရားပြတဲ့ပုဂ္ဂိုလ်ကြီးရှိလို့တရားပြတဲ့ဆရာကြီးဌာနနေပြီးတော့နာယူပြီးတော့အထုတ်မယ်ဆိုရင်တော့သင်္ခါရမှန်တဲ့မြတ်မမြဲဘူးလို့သိရင်သုဒ္ဓပြည့်စုံပါလေတဲ့လုံးစုံဓမ္မအနိစ္စဒုက္ခအနတ္တဤဤမြတ်ကြာဘူးကသုဒ္ဓလုံလောက်ပါဉာဏ်ဖြင့်ရှေ့ရှုယုံနာစုမှတ်ပြုသိလေရာမမြဲဆင်းရဲသဘောပဲဒီမြတ်ပိုင်ချတာတဲ့အဲ့တော့ဉာဏ်ကလေးနဲ့လုံးစုံဓမ္မအနိစ္စဒုက္ခအနတ္တဤဤမြတ်ကြာဘူးကသုဒ္ဓလုံလောက်ပါတယ်အကုန်လုံးဟာအနိစ္စဒုက္ခအနတ္တဒီလိုလေးကြားဘူးပြီးဟိုဘာလုံလောက်ပါပြီတော့သုဒ္ဓလုံလောက်ပါပြီအဲ့ဒါကတရားပြတဲ့ဆရာရှိပါနော်တရားပြတဲ့ဆရာမရှိဘဲနဲ့ဆိုရင်တော့ဘာလို့ခန္ဓာကိုလည်းသိထားရယူဘခန္ဓာဝေဒနာခန္ဓာသင်္ညခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာဒီခန္ဓာ၅ပါးကိုလည်းသိထားရရုပ်ဟူသောယူဘခန္ဓာဝေဒနာဟူသောဝေဒနာခန္ဓာသင်ညာဟူသောသင်္ညခန္ဓာသင်္ခါရဟူသောသင်္ခါရခန္ဓာဝိညာဉ်ဟူသောဝိညာဉ်ခန္ဓာဟောပြန်ခံစားမှတ်သားပြီးပြင်သိအာအင်ခန္ဓာမှအဲ့ဒီခန္ဓာလေးကိုသိထားရမှာအဲ့ဒါတော့မိမိတို့ကမနေ့ကဘယ်လိုပြောမလို့ဒီဟာလေးကိုရှုရမှာကဘာလို့သီလသုဒ္ဓဆုံးသူမှာဘယ်ဟာရှုရပါသနည်းဒါလေးကိုရှင်မကုဋိကကမေးလိုက်တာဟုတ်တယ်နော်အဲ့ရှင်သာရိပုတ္တရာကဘယ်လိုပြန်ဖြေတော့ဆိုကြည့်တယ်ဆွဲလန်းနိုင်ရာငါခန္ဓာမှန်စွာရှုအပ်ပါတည်းဆွဲလန်းနိုင်ရာငါခန္ဓာမှန်စွာရှုအပ်ပါတည်းဆွဲလန်းနိုင်ရာငါခန္ဓာမှန်စွာရှုအပ်ပါတည်းငါတို့ကျိုးတို့ရခန္ဓာကိုယ်ကြီးကိုဆွဲတာလေဟုတ်တယ်မလားဘာလို့လဲဆွဲတော့